မင်္ဂလာပါညီတန်းတစ်ပြည်သက်ကြီးတို့ရေဒီနေ့အစီအစဉ်ကတော့ကလေးရွယ်ပူတူးလေးတွေအတွက်ရွှေသေးဂျာနယ်ကဥရွှေသေးဆိုတဲ့ရုပ်ပြဇာတ်လမ်းလေးကို AI နဲ့ကျွန်တော်ဖန်တီးပေးထားပါတယ်ဒီဇာတ်လမ်းလေးရဲ့ပြည့်ကျင်တဲ့ message ကကလေးတွေဟာဥရွှေသေးလိုတကူကောင်းဆန်လို့ဒုက္ခနဲ့တွေ့ရင်ကုညီသူနဲလိမ့်မယ်သူများကိုမကူညီရင်မေကောင်းဆွေကောင်းနဲလိမ့်မယ်ဆိုတာကိုပဲကျွန်တော်က message ပေးနေတာပါကလေးတွေနဲ့အများအကျိုးတည်ဖို့နိုင်အောင်ကိုကျင်တီလာကောင်းမွန်အောင်ဒီဇလန်းလေးကိုဖန်တီးရခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဇလန်းလေးကိုဖန်တီးတဲ့အခါမှာအရင်ကြီးမရှုပ်ထွေးပါဘူးပထမဦးစွာရွှေသွေးဂျာနယ်ရဲ့အတန်ဖိုင်ကိုတုံးထားပါတယ်နောက်တော့အဲ့အတန်ဖိုင်ရဲ့ဇလန်းဇက်ကွက်ကလေးတွေကိုကျွန်တော်က AI ChatGPT မှာအင်္ဂလိပ်လို prompt ရေးပါတယ်နောက်ပြီး cross မှာကျွန်တော် video file ထုတ်ယူပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ရင်းဆိုင်ရာဆိုလို့ idea လေးပဲရှိပါတယ်အရန်ကိုလွယ်ကူပါတယ်ခင်ဗျာယခုခေတ်က AI ခေတ်ဖြစ်လို့ကလေးတကယ်များလဲ AI ကိုစိတ်ဝင်စားစေချင်ပါတယ်အရန်ခက်တဲ့ AI မဟုတ်ပါဘူးတခြားလေးလေ့လာမယ်ဆိုရင်အရန်ကိုလွယ်ကူပါတယ်အဲ့ဒါကြောင့်ဒီဇလန်းလေးကိုကျွန်တော်ဟာ AI နဲ့ဖန်တီးပြီးကလေးတွေစိတ်ဝင်စားအောင်စီစဉ်ထားပါတယ်ခင်ဗျာပိန်းနေကုန်းရွာ၌ဦးရွှေတီးသည်ကျွဲနွားလေယာညွတ်ပြည့်စုံသောလေသမားကြီးတဦးဖြစ်၏လုံလဝရိယရှိ၍သူ့လေသူထွင်သူထင်းသူခွေသူ့အိမ်သူမိုးလေးရှိ၏တနေ့တော့တငယ်ချင်းဖိုးလရောက်လာ၍ဟေ့ရွှေတီးရဲ့ဒီနေ့တို့ရွာနာကကန်ကြီးကိုဆဲကြရအောင်လို့ပြောတော့မင်းတို့ပဲလောက်ကြပါအောင်ကွာငါ့မှာအလုပ်တွေရှိလို့ပြောလိုက်တယ်ပိန်းနေကုန်းတရွာလုံးယောက်ျားမိန်းမမချမ်းရေကန်ကြီးကိုပြိုပြိုပါပါဆဲကြသည်နောက်တလခန့်ကြာတော့ရွာဦးထိပ်မှတရားအိုကြီးကိုပြင်းညမ်းခေါ်ကြတယ်ရွှေသည်ကဒိုးနဲ့အတူတစ်ခါလောက်လိုက်ခဲ့စမ်းပါကွာလို့ခေါ်ကြတော့အိုကွာမလိုက်နိုင်ဘူးပတ်စံထဲ့ဆိုထဲ့ပါမယ်လို့ပြန်ပြောလိုက်တယ်ပတ်စံကအရေးမကြီးပါဘူးပြပြပပစီစီလုံးလုံးနဲ့ကိုရွာအတွက်ဆောင်ရွက်ကြရအောင်လို့ပြောတော့ဥရွှေသည်သည်မင်းတို့ပဲအားအားရရလုပ်ကြပါငါမှငါလုံးနဲ့ချင်းချင်းလဲနေတယ်လို့တနည်းနည်းနဲ့ညင်းဆိုရှောင်ရှား၍နေခဲ့ပြန်၏ရွာသူရွာသားများကရွာဦးထိပ်မှတရားအိုကြီးကိုဦးစီဒိုးပညာတီးမှုဝေအင်တိုက်အားတိုက်တပြောတပါပြင်လိုက်ကြလေသည်ရက်ရွာကာကွယ်ရေးအတွက်ဆွဲနွေးရန်တရွာလုံးကိုဖိတ်ခေါ်ထား၍အားလုံးလာတော့လဲဦးရွှေသည်တယောက်မှပေါ်မလာချေကျွန်တော်တို့ရက်ရွာကိစ္စလုပ်တိုင်းကိုရွှေသည်ကဘယ်တော့မှမပါဝင်ဘူးဗျာသူကဘဲသူတေးသေးငသေးမရင်ဖီရောဆိုတဲ့လူစားလူရွာသားတယောက်ကထားပြောတော့ကြံတဲ့ရွာသားတွေကလည်းဟုတ်တယ်သူ့ကိုတပိတ်မုံမယ်လို့ပြောကြတယ်ဒီကံကြပါလေကိုရွှေတီးကိုအနိုင်ယူဖို့နီးကသူ့ကိစ္စမှန်သမျှကိုဝိုင်းဝန်းကူညီပေးဖို့ပဲတနေ့ကျဒိုးဘက်ပါလာမှာပေါ့ကွာလို့ရွာလူကြီးကပြောလိုက်သည်တနေ့တော့ဥရွှေတီးစပားနယ်နီငိမ့်လေးဖြတ်သွားသဖြင့်ရွာသားများအကူအညီဖြင့်အိမ်တို့ယူဆောင်လာရ၏အနှဲငယ်တက်တော်လာတော့ဖိုးလာရာငါ့လုံမိရာဒီခွက်လွတ်ပါငါစပားတွေဖြစ်စည်းကုန်တော့မယ်ကူကြပါအောင်လို့ပြောတော့စိတ်အေးထားပါမင်းစပားတွေတိုးနေပြီကြည်တဲသွင်းထားလိုက်ပြီလို့ပြောလိုက်တယ်ဟင်းဟုတ်လားဝမ်းသာလိုက်တာကွာငါမှအိမ်မိုးဖို့ကိစ္စတားရှင်ပြူဖို့ကိစ္စတွေရှိသေးတယ်မင်းတို့ပဲကြည်ဒီကူညီကြပါအောင်လို့ပြောတယ်စိတ်ချပါဒါတွေမပူပါနဲ့မင်းယောဂပြောက်အောင်သာစူးစမ်းကူပါလို့ပြန်ပြောတယ်
အင်ကိုရွာသူရွာသားများကဝိုင်းမိုးပေးကြ၏ဥရွှေတီးမှာယောဂတက်တာလာတော့လဲတောင်ဝီးထောက်၍တွာလာနေရ၏တားကလေးရှင်ပြူပွဲအတွက်လဲရွာသူရွာသားများကဝိုင်းဝန်းကူညီကြ၏ရှင်လောင်းလဲ့သည့်နေ့တွင်ရှင်လောင်းတော်မှာတရွာလုံးလိုက်ပါကြ၏ပြောတန်အိုးစီတန်ဒူးပတ်တန်များလဲစူးညံနေတော့၏ဥရွှေတီးမှာဝမ်းတမဆုံးဖြစ်နေရမှာဆိုင်တန်ပုံတန်များကောင်ထကချင်စိတ်ပေါက်လာပြီးအာယူ၍လက်မြောက်လာရာပကတိလူကောင်းပမာလက်မြောက်၍ရသွားသဖြင့်အာရဝန္တာလွန်၍ဂွေးနေအောင်ကပ်ပြစ်လိုက်လေ၏ထို့နောက်တွင်ကကျတို့ကိုလူတိုင်းထဲကရွှေသီးလို့ပဲမှတ်ယူကြပါတော့ဗျာဟုပြောလိုက်လေတည်း